နှစ်သက်ကူညမှာစပြည့်သည့်12လုံးစားမိလို့တစ်နှစ်အတွင်းလက်ထပ်ဖြစ်သွားခဲ့တဲ့ရင်လက်ပရိသတ်များအလုံးပဲမင်္ဂလာပါရှင်အရှင်မင်းသမီးရင်လက်ကဒီဇင်ဘာလမှာလက်ထပ်တော်မှာဖြစ်ပြီးသူ့ရဲ့မင်္ဂလာပွဲအတွက်ပြင်ဆင်နေပါပြီချစ်သူတတန်း6လမှာလက်ထပ်တော်မဲ့ရင်လက်ကဘိုးဆိုင်ရှင်နဲ့မတွေ့ခင်မှာအသေးရိကွဲခဲ့ရပါတယ်ဘိုးဆိုင်ရှင်နဲ့တွေ့စီမဲ့နီလန်တစ်ခုကိုလှုပ်ပြီးတဲ့နောက်မှာတော့ရင်လက်ကတကယ်ကြီးလက်ထပ်ဖြစ်သွားခဲ့ပါတယ်နှစ်သက်ကူညမှာစပြည့်သည့်12လုံးကိုစားရင်ဘိုးဆိုင်ရှင်အစနဲ့အမြန်ဆုံးစုံနိုင်တယ်လို့ပြောတာကြောင့်ရှင်လက်လည်းလွန်ခဲ့တဲ့နှစ်သက်ကူညမှာလောက်ခဲ့ပါတယ်။နှစ်သက်ကူညမှာသူ့ရဲ့အိမ်မှာမိန်းကလေးတငယ်ချင်းတွေစုပြီးစပြည့်သီးတွေကိုစားခဲ့ပါတယ်။ဒီနေ့တိုင်းလုံးရင်အချင်းနဲ့ဆုံရတဲ့ဆိုတာမသိချပေမဲ့လည်း2025ခုနှစ်ထဲမှာတကယ်လက်ထပ်ဖြစ်တော်မှာပါ။အချစ်အိမ်နဲ့ပတ်သက်ရင်အမြဲတမ်းငိုနေရတဲ့ရင်လက်ကမိတ်ဆွေတယောက်ရဲ့မိတ်ဆက်ပေးမှုကြောင့်ပဲပူဇာပန်းနဲ့ဆုံတွေ့သွားပါတယ်။သူရဲ့ချစ်သူကဩစတြေးလျမှာကြောင်းတက်နေပြီးငွေကြေးချမ်းသာကြွယ်ဝတဲ့အပြင်ရင်လက်ထက်လည်းအသက်ငယ်တဲ့သူဖြစ်ပါတယ်။ အွန်လိုင်းမှာတည်ပြီးတဲ့နောက်မှာရန်ကုန်ကိုပြန်လာပြီးသူတို့နှစ်ယောက်ချစ်သူတွေဖြစ်သွားပါတော့တယ်။ချစ်သူဖြစ်ခွင့်ဆိုပြီးခန်းခန်းနာနာချေရေးဆိုခဲ့သလိုလက်ထပ်ခွင့်ကိုလည်းစိန်လက်စောအကြီးကြီးနဲ့တောင်းခံခဲ့ပြီးဩစတြေးလျကိုလည်းမပြန်တော့ပါဘူး။ရင်လက်ထက်အတန်ငယ်ပြီးမယ်နှစ်ယောက်စလုံးကလိုက်ဖန်နေကြပြီးရင်လက်ရဲ့မိဘတွေကိုလည်းလေးလေးစားစားဆက်ဆက်ပြီးတဲ့ချစ်သူဖြစ်ပါတယ်။ချစ်သူတတန်း6လအတွင်းမှာပဲယုံကြည်ရလောက်တဲ့အနေအထားနဲ့နေထိုင်ခဲ့လို့ရင်လက်ကလက်ထပ်ဖို့အတွက်ဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။သူရဲ့ဖြစ်တည်မှုတိုင်းကိုလက်ခံပေးနိုင်တဲ့ချစ်သူကိုရွေးချယ်တဲ့ရင်လက်ကတော့စပြည့်သည့်အစွမ်းနဲ့တကယ်ပြနေပြီဖြစ်ပါတယ်။အချို့တွေလည်းဒီနေ့အတိုင်းလိုက်လို့ကြည့်ပြီးဖူးစားပတ်အစင်မှန်နဲ့တွေ့သွားကြပါတယ်။တိုက်ဆိုင်တာမဟုတ်ပဲတကယ်အစွမ်းထလို့အချို့တွေလည်းလိုက်လို့ကြည့်နေကြပါတယ်။ရင်လည်းစမ်းကြည့်မယ်ဆိုပြီးခုံအောင်ဝင်ကစပြည့်သည့်ဆာယာကနေဒီဇင်ဘာလအတွင်းမှာတော့ကြီးကျယ်ခမ်းနားတဲ့မင်္ဂလာပွဲကိုကျင်းပတော့မှာပါ။ရင်လက်တို့အတွဲလေးကအရန်ချစ်ကြပြီးလက်ထပ်ဖို့အတွက်လေးအစားအစာအရာရာပြင်ဆင်ပြီးသွားပါပြီ။အရင်ကအခြေရေးကံမကောင်းခဲ့တဲ့မိန်းကလေးကစပြည့်သည့်ကြောင့်ပဲအခြေခံနေရပါပြီ။နှစ်သက်ကူညမှာစပြည့်သီးစားရင်အချက်နဲ့ဆုံပြီးအများဆုံးလက်ထပ်ရရဲဆိုတာတကယ်ဖြစ်နိုင်မှာမလားဆိုတာကောမန့်မှာပြောပြပေးခဲ့ကြပါအောင်ရှင်။